မင်းပြင်ရေဒါစခန်းဓာတ်ပုံရိုက်နေတဲ့အချိန်တိုက်ခိုက်ခံရပြီးတည်ဆုံသွားသူတွေအထင်းမှာဘုံမိုးကိုစောပါဝင်တယ်လို့မြန်မာ Express ကဖော်ပြလာပါတယ်။သူဟာ DSA 53ကျောင်းဆင်းဖြစ်ပြီးသူ့ရဲ့ကိုယ်ပိုင်အမှတ်က G9854 ခွန်ဖြစ်ပြီးတော့ကျောက်ဖြူအခြေဆိုင်ခမာရ942ကဖြစ်တယ်လို့သိရပါတယ်။သူဟာရခိုင်ပြည်ကျောက်ဖြူမြို့နယ်မင်းပြင်ရွာအနီးမိုးလေဝသရေဒါမှာနိုဝင်ဘာလ14ရက်နေ့မနက်10:00နာရီခွဲမှာကြာဆုံးသွားတယ်လို့မိသားစုကသူ့ကိုရည်စူးတဲ့အလူမှာဖော်ပြထားတာဖြစ်ပါတယ်။2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့ကမင်းပြင်ကြီးရွာကိုစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး AA ကခိတဆုတ်ခွာပေးလိုက်တဲ့အချိန်မှာစစ်သားတွေကဝါဒဖြန့်ဖို့ဓာတ်ပုံရိုက်ကူးနေကြစဉ် AA ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့စစ်သား30ကျော်သေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်ရှင်။